ပါတယ်အဲကြောင့်မလို့ဗီဒီယိုလေးမတင်ဖြစ်တာပဲဖြစ်ပါတယ်အဲ့ဆိုတော့ဒီနေ့ကတော့ဒီ Christmas Tower လေးကိုလာဆော့ပြရတယ်ဖြစ်ပါတယ် Christmas Tower လေးကတော့သူကလေကားလေးတွေဘာညာဒီမှာရှိပါရဲ့ဒီမှာတကယ်ချင်းနဲ့ဟိုဗီဒီယိုလေးတင်ထားလေးလည်းရှိအဲ့ဒါအဗတာဝေါ်ဆော့ဒီပေါ်တော့ခီးသွားပါအပိုင်းနဲ့ကတော့နောက်နေ့ကျမှတင်ကြမယ်အဲ့ဒါတော့နည်းနည်း20လောက်နည်းနည်းလေးတော့ကြာတယ်ဘာလို့ဆိုတော့ကျမတငယ်ချင်းနဲ့တွေ့ဖို့အတွက်ကနည်းနည်းလေးလိုတော့ပေါ့နော်အဲ့ဒါကျမတငယ်ချင်းနဲ့တူတူတွားတယ်ခီးတွားတယ်တူတူတွားပေါ့နော်အဲ့တောင်နဲ့ကျမကခီးတူတူတွားတယ်ဖြစ်ပါရှင်အခုကတော့ဒီထောက်လာခုံရပေါ့နော်ထောက်ဝိုင်းနာမည်ကတော့မသိဘူးဟဲ့ဆိုကျမထောက်ဝိုင်းနာမည်ကိုမဖတ်မိလိုက်ဘူးကြောက်ဝိုင်းထောက်ဝိုင်းရဲ့နာမည်မဖတ်မိလိုက်ဘူးပေါ့နော်အကြောင်းမို့လို့ပါရှင်အဲ့ကြောင့်မို့လို့ကျမကအဲ့ဒီထောက်ဝိုင်းနာမည်ကိုမေ့သွားပါနော်ဖြစ်ဟုတ်ကဲ့နော်အဲ့ထောက်ဝိုင်းကတော့ဘာလို့အဲ့ထောက်ဝိုင်းကခုတ်ရတယ်ဆိုတာကြတော့ဗီဒီယိုမတင်ဘူးတာကြားတဲ့ကြောင်မို့လို့အဲ့ထောက်ဝိုင်းလေးကိုလာပြီးတော့ခုတ်ရတယ်ဖြစ်ပါတယ်လက်ဆောင်ဖုံးလေးနော်အဲ့ဒါ Christmas Tower လေးနဲ့ဒီပါရှိ Christmas Tower လေးလို့ပါတယ် Christmas Tower လေးနဲ့ပြောမဟုတ်နော် Christmas ကလည်း Christmas Tower ပေါ့နော်ပြကြခုံကြီးဒီတိုင်းမှာရှားမိုက်တဲ့အချမ်းဝဲတော့ကောင်းတော့ကားရပေါ့ပြောရဆိုတော့စော့ကားလူစော့ကားတာအမေစော့ကားအမေစော့ကားအစားအဟင်းလေးခုနအနောက်ကတတူးတူးငါလည်းဘာလို့ပါလာလဲဆိုတော့ဒီမှာစာမပိတ်မိလို့ပဲဖြစ်ပါကြောက်မယ်မင်းဟုတ်ပါနော်ပါလာလာခူဒ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 ူခူဒ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 ီမှာထားပါဦးရအောင်လေဒီမှာမခုံပြဘူးပေါ့နော်မခုံပြမိတာဘာလို့ဆိုတော့ကျင်လို့တင်မဟုတ်လားနေလို့တင်မဟုတ်လားစားပါရှင်းဘာလို့ဆောင်းခုံလာလဲဆိုတော့လေဘာလို့လဲဆိုတော့ကြာတော့လေမလားအဲ့ကလေဟိုလိုပါရှင်းဟွာပါလေဘာလို့လဲဆိုတော့ကြာတော့အဲ့ဒီမှာလိုက်လေမကောင်းဘူးကြာလိုက်လေမကောင်းခီးလေတွားရတယ်ခီးပေါ်မှာဝေးလီဂိမ်းဆော့ပြမယ်ဆိုတော့ခေါင်းမျိုးဆိုတော့ဒီအပိုင်းစစ်မျိုးတော့လုပ်ခဲ့ရတယ်နော်အဲကြောင့်မို့လို့ပဲဖြစ်ပါတယ်ရှစ်ကဲဘိုင်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ